ခမရတော့မလုပ်တာဟာပန်းကောက်ခမရပြောအကျုံးလေးမြင်လို့ဒီမှာဟောဒီဘုံကြီးเจ้าဝင်းတွေကဒီခရီးပင်ကပန်းနေကိုခမရကျုပ်ခွင့်ပြုချက်မရပဲတောက်ခွင့်မရှိဒါဘုံကြီးเจ้าပါပဲဘာလို့တောက်လို့မရအောင်ပါလဲဟဲ့လားဘုံကြီးเจ้าမင်းမဟုတ်ဘူးကနေနေရပြီကျုပ်ရဲ့ဘာကြီးဘုံကြီးကကျုပ်ငယ်ငယ်လေးကအမွေပေးထားတယ်ကျုပ်ပေးတယ်ဒီမှာခမရတောက်ခွင့်မရှိဘူးအမလီကြံကြံဖတ်ဖတ်ရှင်ဘုံကြီးเจ้าအပြင်လည်းအမွေပေးရတယ်ကျမတော့မရဘူးတောက်ပါပဲရှင်တော့ပြောလာတော့ဆိုတော့ကောက်တယ်ဒီမှာကောက်လို့ပြောလို့ပြောကောက်ပါပဲငါတော့မှာကောက်ပြလို့ပြောဘာဖြစ်လဲညီလေးကိုကြီးကပြောတယ်ဘာဖြစ်လဲပြောလိုက်စမ်းပါပြောလိုက်စမ်းပါညီလေးဟဲ့ညီကဘယ်လိုလဲဒီလိုပါဗျာဟောဒီဘုန်းကြီးเจ้าကဒီခေတ်ပင်ကကျုပ်ပါကြီးဘုန်းကြီးကျုပ်ကိုမမြင်ကြတဲ့ငွေပေးတာဟောတီးပြီးလားအဲ့တော့ကျုပ်တို့မပြောမဆိုဘူးကျုပ်တို့ပန်းပန်းလာတော့ဘယ်သူလဲအဲ့ကိုကြီးတော့ရှင်โอ้ဒီစားမင်းတော့တော့ရတော့မှာလေဘာလို့လဲအဲ့ဒါဘာကြီးကောင်းကြီးကရောစာကြမှုခေါ်လာတဲ့ဆရာမလေးဟာအော်မင်းနဲ့တော့ချိန်လုံးနဲ့တော့တွေ့တော့မှာပဲဆရာမလေးအဲ့ကြောင့်ကျုပ်ကအဲ့ဒီကပြောတယ်ပြောတယ်မင်းကဝတ်ရွာသွားနေတာဟုတ်ပြောတယ်မတတ်တော့အဲ့ဒါပြောတာဒီဘုန်းကြီးတိုင်းလေးချိန်လုံးနဲ့တော့တွေ့ချင်ရတော့တွေ့ခံမင်းစိတ်ကြငါတို့ဘုန်းကြီးသိတော်တော့ကြည့်တာနည်းကောင်းမှန်းနော်ဟိုဘာလို့သူကဘာရဲလဲပြောတယ်โอ้ဒီလိုပါဘလို့လဲချာမလေးရေဆရာမလေးဟောဆရာမလေး